နိုင်ဝက်အကြာမှာငါမနက်ပိုင်းမှာတွားခဲ့တဲ့လမ်းဘေးဈေးရဲ့နေရာကိုပြန်ရောက်လာတယ်ဒါပေမဲ့အံ့ဩစရာကတော့အဲ့ဒီအဖိုးကြီးနဲ့သူ့ဈေးဆိုင်လုံးဝပျောက်သွားခဲ့တာပဲဘေးနာကဈေးတဲ့တယောက်ကရေရေမောမောနဲ့ပြောတယ်ဟိတ်ကောင်လေးမင်းလဲအဲ့ဒီအဖိုးကြီးရဲ့အလိန်ခံလိုက်ရတာပဲလားငါပြောမယ်နော်အဲ့ဒီအဖိုးကြီးရဲ့သားကတကယ်တော့ဖောက်ထွင်းတစ်ခုပဲသားကဖောက်ထွင်းခိုးတယ်အဖိုးကြီးကအဲ့ဒီပစ္စည်းတွေကိုပြန်ရောက်လာတာလဲရှိသေးလားဟုတ်တယ်မကြသေးခင်ကသူ့သားဖောက်ထွင်းနေတော့အကြောင်းတစ်ခုကြောင့်တည်သွားတယ်အဲ့ဒါကြောင့်အဖိုးကြီးလည်းစိတ်ဖိစီးပြီးနှလုံးရောဂါနဲ့တည်သွားတာဒါကြောင့်မင်းပေးထားတဲ့800ရွန်တော့ပြန်မရတော့ဘူးပုံကအံ့အားသင့်ပြီးတခဏမျက်လုံးပိတ်မိသွားတယ်အဲ့ဒီဖန်ပုံးကတကယ်တော့မြေထဲကနေတူးထုတ်ထားတဲ့ပစ္စည်းဖြစ်နေတယ်ပြီးတော့အဲ့ဒါကိုထိတွေ့တဲ့လူတွေကလည်းတယောက်ပြီးတယောက်တေးကုန်နေဆိုတာလည်းကြားလာရတယ်ဒါပေမဲ့ကိုပြန်ကြည့်လိုက်တော့ငါလည်းမကြခင်ကင်ဆာနဲ့တင်မာမှုမကြောက်တော့ဘူးအဲ့ဒီအချိန်မှာဖုန်းဝင်လာတယ်ကြည့်လိုက်တော့ငါအကိုဝမ်းကွဲလီယံဖြစ်နေတယ်အလုတ်ထွက်လိုက်ပြီလားအဲ့ဒီအလုတ်ရှင်ကိုလည်းချင်းချောက်လိုက်တယ်ဆိုဟုတ်တယ်သူကငါလာစာကိုမပေးဘူးလေအဲ့ဒါဆိုလုပ်မယ်မင်းကဝမ်ချင်းတောင်ကိုလာခဲ့ငါစီမှာလှုပ်เสียအလုပ်ရှိတယ်ဝမ်ချင်းတောင်ဆိုတာဟေးတယ်မျိုးရဲ့အကြီးဆုံးတောင်တန်းကြီးပဲတောင်တွေထက်တောင်မျက်စိတစုံမမြင်ရတဲ့အထိကျေပြတ်နေတာပေမဲ့ငါဒီလန်းတစ်လျှောက်လုံးရှောက်လာတာမောတာတောင်မခံစားရဘူးကိုယ်ခန္ဓာကိုယ်ထဲမှာအဆုံးမရှိတဲ့စွမ်းရည်တွေစီးဆင်းနေတယ်လို့ခံစားရတယ်ကြံခံနိုင်တဲ့တောင်တက်သမားတွေနဲ့တောင်ငါနဲ့အမြန်လုံးပြန်ကြတယ်ဒါပေမဲ့သူတို့ကငါအရေးတောင်မမြင်နိုင်ဘူးငါဘာလို့ဒီလောက်မြန်သွားတာလဲလူတွေကဘယ်ချိန်ကလေးကဒီလိုမျိုးပြောင်းလဲသွားတာလဲငါတေချာသိတာတခုကတော့အဲ့ဒီတပြက်နဲ့ကကြောက်တုံးကငါခန္ဓာကိုယ်လေးကိုစွမ်းရည်တွေပို့ပေးနေတဲ့ကြင်ကြံတာမလုပ်ပေးမဲ့လေခန္ဓာကိုယ်ကအတက်လာနေတဲ့နောက်တစ်ခါချင်းဟန်စီကကြင်ကြံနည်းလမ်းတစ်ခုယူရမယ်ကဘာကိုအနိုင်ယူဖို့မလိုဘူးအ ਨੇ ဆုံးတော့စောစောမတည်ဘူးလောက်ဆိုလုံလောက်တယ်တောင်ထိပ်ရောက်တော့ငါဟောင်းပြက်နေတဲ့ဖះเจ้าတစ်ခုကိုတွေ့လိုက်တယ်အဲ့ဒီမှာတာအိုဖုန်းကြီးတယောက်ကငါ့ကိုနှုတ်ဆက်တယ်တာကတော့ငါအကူဝမ်ကွဲလီယံမဲငါမှာဖုန်းကြီးလိုင်စင်ရှိတယ်နော်ဒီခေတ်မှာဖုန်းကြီးတွေတောင်လိုင်စင်လိုတာလားသူပြောတာကိုကြားတော့ငါကရဲမိတယ်ဒီခေတ်မှာဖုန်းကြီးတွေတောင်ဝင်ငွေကောင်းတယ်လို့ကြားတယ်မင်းကတော့အောင်မြင်သွားပြီပေါ်လီယံရဲ့မျက်နှာကချက်ချင်းညှိုးသွားတဲ့အရင်ကတော့ဟုတ်တယ်အခုတော့ငါတို့တာအိုအလုပ်တွေကိုဖုန်းကြီးတွေကလူသွားပြီးလူတွေကလည်းဗုဒ္ဓဖျားကိုပဲကိုးကွယ်နေကြတယ်မင်းလာပြီးတာအိုဖုန်းကြီးလုံးမလားခုဝင်ငွေမကောင်းပေမဲ့အ ਨੇ ဆုံးတော့အသက်ရှင်လို့ရတယ်မလုပ်တော့ဘူးငါညင်းလိုက်တဲ့လီယံကအရင်ကငါ့ကိုအများကြီးကူညီခဲ့ဘူးတယ်ဒီတစ်ခါတော့ငါကသူ့ကိုပြန်ကူညီမယ်လို့ဆုံးဖြတ်လိုက်တဲ့ညရောက်တော့ငါမောင်မိုက်တဲ့တောင်တန်းတစ်ခုတည်းကိုဝင်သွားတယ်ဒါပြန်ကိုခေါ်ထုတ်လိုက်တဲ့ချင်းဟန်ပြောထားတယ်လို့ပဲအဲ့ဒီဓာတ်ထဲမှာကြင်ကြံချင်းရဲ့စွမ်းအားတွေပါနေပြီးတာမန်လူတောင်အသုံးပြုလို့ရတယ်